ဆွေမင်းတနုဖြူအခန်းနှစ်မြိုင်ရာစာတွတ်ပြီးကျွန်ုပ်နှင့်မဆုံစည်းခြင်းသောသားကောင်တနေ့တနိုင်မနက်ခင်းတောသို့ဝင်ရန်အစာပြေထမင်းချမ်းနှင့်ဆက်သား၆ကိုလွေးနေခိုက်ဦးတွတ်ပြီးဟုခေါ်ရင်းဝင်လာသူကအဘဲသူနီအလိုရှုလော်မိတ်ဆွေကျွန်ုပ်တို့ကြုံတိုင်းရွာလေမှဒေါ်ပုခင်ပင်ဒီဒေါ်ပုခင်ဦးတွတ်ပြီးနိုးပြီလားဝီလီဝီလင်းတုံးကတစ်ခေါက်လာသေးတယ်အိတ်နေတော့မို့လို့ကျွန်ုပ်မှအမောတကြီးရောက်လာတော့ဒေါ်ပုခင်ကိုနေရာထိုင်ခင်းပြီးနောက်တွတ်ပြီးကဲစူးစမ်းပါဦးဘာများအရေးကြီးလာလို့လဲဒေါ်ပုခင်ရေးကြီးဆိုညာကကျုပ်အိမ်ကိုကြားတတ်တယ်တော့ဟိုက်ဒေါ်ပုခင်စကားကြောင့်တောက်လက်စာအကြမ်းပကံပြီးပြုတ်ကြရသည်ပြန်ပြောစမ်းမအောင်ဘာလဲခမရအိမ်ကိုကြားတက်တယ်ဟုတ်မှဟုတ်ရဲ့လားမျက်စိများမှားလို့များလားကျုံမျက်စိတလောက်မမွဲသေးပါဘူးဥတွတ်ပြီးရဲ့ကြားမှတကယ်ကြားကျုပ်ပြောပြမယ်ညာကနှစ်ချက်တီးလောက်ရှိမယ်အိမ်အောက်ကချွတ်အတန်ကြားတာနဲ့မီးကွက်ထွန်းပြီးချောင်းဟန့်တန်ပေးလိုက်တော့လာရောင်အောင်မှလှစ်ခနဲ့တစ်ဖက်ခြုံထဲကိုခုံဝင်သားတာကျုပ်တွေးလိုက်ရတယ်စဉ်းစားစေရပဲကျွန်ုပ်တို့ရွာမှာဒီလိုဟင်းမျိုးကြီးတွေမကတ်တာနှစ်ပုတ်တော်မယ်ဗျဘာပဲဖြစ်တော့မယုံရင်ဒီညလာကြည့်စမ်းပါတော့ဟင်းမျိုးကြီးဆိုတော့လေကျွန်ုပ်မုတ်ဆိုးကြီးနှလုံးသားကစံတို့တွေတစ်ဖြက်လှုပ်ရှားစီချီကောင်းပြီလीကျွန်ုပ်ဒီညလာကြည့်မယ်လေတကယ်လို့ဟင်းမျိုးကြီးဆိုရင်တော့တရွာလုံးတော့အန်ဒီရရှိတယ်ဒါကိုရှင်းမှဖြစ်မှာဘသူမှလည်းရှောက်မပြောနဲ့အောင်အားလုံးလှန့်ကုန်မယ်ကျွန်ုပ်လဲဒေါ်ပုခင်ကိုဂတိပေးပြီးနောက်ရိုးမာတော့တဲ့တောပစ်ခဲ့ယခုကဲ့သို့ကြားစိုးတကောင်ရွာထဲသို့ရောက်လာနေရိုးမှန်လျင်တာဝန်ရှိသူကကျွန်ုပ်မြန်ရာစာတွတ်ပြီးမဟုတ်ပါလားကျွန်ုပ်မှာဒေါ်ပုခင်ကိုပေးထားသောဂတိအတိုင်းအိတ်ခါနီးအချိန်၌ဒေါ်ပုခင်အိမ်သို့အရောက်သွားရတော့သည်လာပြီဒေါ်ပုခင်ကဲဥတုပီဒီမှာအကျန်းအိုးလက်ဖက်တုပ်အိတ်ချင်ပြေတံပြားယူဟေးသမီးထီအညောင်းအညာလှဲဖို့ဥတုပီကိုဖျာခင်းပေးလိုက်ဒေါ်ပုခင်မှာယောက်ျားဆုံးပြီးနောက်သမီး၃ယောက်နဲ့အတူဆိုင်လေးရောင်းချ၍စီးပွားဖြစ်နေသူဖြစ်ကဲကလီမာရီအိတ်ချင်သွားအိတ်ဒေါ်ပုခင်အိတ်တော့မီးရောင်လေးလို့မဖြစ်ဘူးမီးခွက်မှုတ်ထားမှဖြစ်မယ်ကျွန်ုပ်ကပင်အိမ်ရှိဖျားခန်း၌ထွန်းထားသောမီးခွက်ကိုယူဝင်လိုက်သည်အမှောင်ထဲ၌ဟင်းမျိုးကြီးအတန်ကိုနားဆွင့်နေရညကပို၍နှက်လာသည်တရွာလုံးတိတ်ဆိတ်နေသည်ကျွန်ုပ်မှာဖျာချက်ပေါ်၌လှဲပြီးပြင်ပအတန်ကိုနားဆွင့်ချီကျွန်ုပ်မှာနှိကင်းမှပင်ပန်းသောထံကြောင့်မိကနေအိပ်ပျော်မလို့ဖြစ်စဉ်ချွတ်ဟူသောအတန်ကိုကြားလိုက်ရ၍ကျွန်ုပ်ဖြက်ခနဲထ၍လက်ဆွဲတော်နှလုံးပြိုးပြင်အတန်လာရသို့ထိုးချိန်လိုက်သည်အတန်ကနောက်ဖီးကပြင်ဘက်ကဖြစ်သည်တစ်ချိန်တည်းမှာပင်ခွေးဟောင်တံများဆက်တိုက်ကြရ၏ဒါကျင်းသည်ပြီဒေါ်ပုခင်၏ခွေးများကဟောင်၍အပြင်သို့ထွက်ပြေးသွားကြသည်တွတ်ပြီးစိတ်ထဲဒါကြားတန်ကြားလို့ခွေးတွေထွက်ပြေးတာဖြစ်ရမယ်ကျွန်ုပ်လည်းလက်နှိပ်ထမီးဖြင့်အတန်ကြားရာသို့ထိုးကြည့်လိုက်သည်ကျွန်ုပ်ထင်တဲ့ကဲ့သို့ဟင်းမျိုးကြီးသည်နောက်ဖေးမီးဘူချောင်နိုင်ရန်သို့မတ်တက်ရက်၍အထဲကိုဝင်ရန်ကြိုးစားချီမီးရောင်ဖြင့်ဟင်းမျိုးကြီး၏နောက်ကျောကိုထင်းရှားမြင်လိုက်ရသည်ဟင်းမျိုးကြီးကဖြက်ခနဲလက်ကိုနောက်သို့ဆန့်တန်းပြီးလက်နှစ်ချောင်းထောင်ပြသည်အင်္ဂလိပ်အခရာ V ပုံတံရွာထဲကလူငယ်လေးတွေလှုပ်ပြလေးရှိသဖြင့်သင်္ကေတအမှတ်သားကိုမှတ်မိနေသည်ကျွန်ုပ်မှာဓမီထိုးရန်ဟင်းမျိုးကြီးအနားကိုတိုး၍ကပ်လိုက်သည်ဟင်းမျိုးကြီးကကျွန်ုပ်အတန်ကြား၍ဖြက်ခနဲနောက်သို့လှိမ့်ပြီးသူ့ပါဇက်ကရေးကနေစီးလီမီခိုးများကိုမှုတ်ထုတ်ပြသည်ဟိုက်စီးလီတော့တဲ့ကြားဒီတခါပဲတွေ့ဘူးသေးတယ်အမေငါ့ကိုတော့ကပြနေသေးတယ်ဒီလူကြားမျိုးတခါမှမတွေ့ဘူးပါဘူးငါများမျက်စိမှားလို့လားကျွန်ုပ်မှာနှလုံးပြူးတနက်ကိုကန်၍မှင်တက်နေမိခိုက်အိမ်ပေါ်မှဒေါ်ပုခင်သမီးထီဆင်းချလာသည်လက်ထဲမှလည်းအထုပ်တစ်ခုကိုရွှေကြားကဒေါ်ပုခင်ဤသမီးလက်ကိုဆွဲ၍အထုပ်ကိုတောင်းယူထမ်းလိုက်သည်ကျွန်ုပ်ကချက်ချင်းသဘောပေါက်လိုက်သည်
တွတ်ပြီးစိတ်ထဲတို့ကြားနှုတ်လိုက်ပြီးတော့ကလေးမမဟုတ်သေးပါဘူးဒါကြားအတုကျွန်ုပ်လည်းလက်နှိပ်ဆက်ပြီးထိုးလိုက်ဟေးမပြေးနဲ့ရစမ်းကြားတုကျွန်ုပ်ဤအတန်ကြောင့်ကိုရွှေကြားကတဟားဟားရေးပြီးစီယာတို့ဒီမှာကြည့်စမ်းကျုပ်ဘာတူလဲကိုရွှေကြားကခေါင်းစွပ်ကိုချွတ်ပြလိုက်သည်ဟာရွာလေကမောင်ပိုးစားကြည့်စမ်းဟဲကျုပ်ကထီးနဲ့ခိုးပြေးဖို့ကြိုးစားနေတာသူတို့အိမ်ကခွေးများလို့ကြောက်လို့ဗျာကြားနဲ့ရရင်ခွေးအနားမကတ်ရဘူးဆိုလို့ဇက်ထဲကကြားရီကိုတွားငါပြီးကဲအချိန်မရဘူးလစ်ထုံးမယ်ကြံ့နာကိုဆက်ရှင်းလိုက်တော့နီအောင်လီကျွန်ုပ်မှာကြားကောက်ကိုတွေ့တော့လဲပြစ်မရတော့လူကြားဖြစ်နေ၍မိကဲ့သို့လောက်ရမည်ကိုစဉ်းစားဖို့အချိန်မရတော်ပုခင်သာဒီအကြောင်းသိလျင်ကျွန်ုပ်ကိုရန်တွေ့တော့မိမှာတိချလာသည်ရှင်ကျွန်ုပ်လည်းကြံရမရတော့အဆုံးဘာမှမသိတယ်လို့အိမ်ပေါ်ပြန်တက်၍ခင်းပြီးထားသောဖြာ၌အတာလှဲအိတ်လိုက်ချေတော်သည်။အော်မုတ်ဆိုးဘဝ၌မစုံစည်းဖြစ်သောသားကောင်ပါလား။ရီမောခြင်းဖြင့်ဘဝအမောဖြေနိုင်ကြပါစေ။ဆွေမင်းတနုဖြူ